ရှေးဦးသမိုင်းနှင့်တီမက်ထမဲစခေတ် AD 14ရာစုအထိစင်ကာပူ၏မူလအမည်မှာတီမက်ထမဲစဖြစ်ပြီးဂျာဗာဘာသာဖြင့်ပင်လယ်ဟုအဓိပ္ပာယ်ရသည်14ရာစုတွင်သရီဘေနီစရိုက်ဗဂျေယနှင့်မာဂျာပဟိတ်မန်ဂျဖက်အင်ပါယာများ၏လွှမ်းမိုးမှုအောက်တွင်ရှိခဲ့သည်စင်ကာပူဟူသောအမည်မှာချင်းသေးမြို့စင်ကဖြိုရာဟူသောတက္ကစကလုံးမှဆင်းသက်လာပြီးမလေးရာဇဝင်အရပရန်ဖော်ရမ်ဖွာရာမင်းသားက1396တွင်ချင်းသေးကိုမြင်ပြီးအမည်ပေးခဲ့သည်ဗြိတိရှကိုလိုနီခေတ်1819-1940 1819တွင်စာသောမတ်စ်ရက်ဖဲSir Thomas Stamford Raffles ကစင်ကာပူကိုဗြိတိရှအရှေ့အိန္ဒိယကုမ္ပဏီကုန်သွယ်ရေးစခန်းအဖြစ်တည်ထောင်ခဲ့သည်1868တွင်ဗြိတိရှဘုရင်ခံအောက်သို့တိုက်ရိုက်အုပ်ချုပ်မှုသို့ရောက်ရှိခဲ့ပြီးမလာကာမော်လာကန်နှင့်ပီနန်ဖန်နိန်တို့နှင့်အတူ Strait Settlement နှင့်ပြည်ထောင်စု Strait Settlements ဖြစ်ပါဝင်ခဲ့သည်1920-1940တွင်အရှေ့အာရှ၏ဂျီဘရော်တာဟုတင်စားခံရပြီးကမ္ဘာအလုပ်ကျန်းဈေးကွက်နှင့်ကုန်သွယ်ရေးဗဟိုချက်အဖြစ်ဖွံ့ဖြိုးလာခဲ့သည်ဒုတိယကမ္ဘာစစ်နှင့်ဂျပန်အုပ်ချုပ်မှု1940-1945တွင်ဂျပန်တပ်များစင်ကာပူကိုသိမ်းပိုက်ပြီးဆိုနီတို့ဆီယွန်လန်ထိုဟုအမည်ပြောင်းခဲ့သည်1945တွင်ဗြိတိရှတို့ပြန်လည်သိမ်းပိုက်တော်လဲကိုလိုနီစနစ်အပေါ်မကျေနပ်မှုများမြင့်တက်လာခဲ့သည်ကိုလိုနီလွတ်လပ်ရေးနှင့်မလေးရှားနှင့်ပူးပေါင်းခြင်း1945-1965 1959တွင်အုပ်ချုပ်ရေးအာဏာအချို့ရရှိပြီးလီကွင်ယူဦးဆောင်သော PAP ဖက်အစိုးရဖြစ်လာခဲ့သည်1963တွင်မလေးရှားဆာဘာဆာရာဝတ်တို့နှင့်ပူးပေါင်းမလေးရှားဖက်ဒရေးရှင်းဖွဲ့စည်းခဲ့တော်လဲ1965တွင်မလေးရှားမှခွဲထွက်ခဲ့ပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်လာခဲ့သည်လီကွင်ယူခေတ်နှင့်စီးပွားရေးတိုးတက်မှု1965-1990လီကွန်ယူအာဏာရှင်ဆန်သောဒီမိုကရေစီနှင့်စီးပွားရေးအလေးပေးမူဝါဒများကြောင့်စင်ကာပူသည်အာရှ၏ကျားသစ်လေးကောင်တစ်ခုအဖြစ်ရပ်တည်လာနိုင်ခဲ့သည်ပင်လယ်ရေကြောင်းကုန်သွယ်ရေးဘဏ်လုပ်ငန်းနှင့်နည်းပညာလုပ်ငန်းများကိုအခြေခံ၍ကမ္ဘာအဆင့်စီးပွားရေးဗဟိုဌာနတစ်ခုဖြစ်လာခဲ့သည်6ခေတ်သစ်စင်ကာပူ1990ယနေ့အထိ1990တွင်ကိုချော့တုံးကောက်ချောက်ထောင်နှင့်2004တွင်လီရှန်လုံးလီစင်လုံတို့ကဆက်ခံအုပ်ချုပ်ခဲ့ပြီးနည်းပညာပညာရေးနှင့်ကျန်းမာရေးကဏ္ဍများတွင်အရှိန်အဟုန်မြင့်တက်လာခဲ့သည်2015တွင်စင်ကာပူ၏ပထမဆုံးသမ္မတအမျိုးသမီးဟာလီမာယာကုတ်ရွေးကောက်တင်မြှောက်ခံရသည်9နီကုန်းစင်ကာပူသည်အချုပ်အခြာအာဏာပိုင်နိုင်ငံငယ်တစ်ခုမှကမ္ဘာအဆင့်မီစီးပွားရေးနည်းပညာနှင့်လူမှုရေးစနစ်များဖြင့်အာရှ၏အထင်ကရနိုင်ငံတစ်ခုအဖြစ်ရပ်တည်လျက်ရှိသည်ဟုတ်ကဲ့ပါနိုင်ငံတကာဗဟုသာတာတွေကိုစင်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ YouTube channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့နော်